Hi မတွေ့ရကြပြီပဲဖြစ်ပါတယ်ဒီနေ့ကတော့မိုချီနဲ့အတူတူကြရက်လေးရေပေါ့နော်အစားကတော့ဒီနေ့မိုချီကိုကန်ဘူးလေးဖောက်ကျွေးမယ်ဆိုပြီးလှုပ်ထားတာပေါ့နော်ဒါပေမဲ့ဗီဒီယိုထဲမှာအခုတွေ့ရပါလိမ့်မယ်အလွယ်လွယ်ချော်ချော်ပဲပေါ့နော်အကုန်လုံးဗရမတာဖြစ်ကုန်တာနဲ့မိုချီဒီနေ့ကန်ဘူးလေးညက်သွားပါတယ်သွားပြီမစားရတော့ဘူးထင်လားဒီလိုကြီးဖြစ်သွားပြီဒါလိုက်တလဲကြီးပဲကွာခုဘလို့စားရမှာလဲဒါလည်းတော့ဖောင်းလိုက်အောင်ကြရက်ဒီရောင်စုံထုတ်တွေလာချတာတွေကဟိုဘူးကငက်ပြီးဆိုတာသိချတယ်လုံးဝသိချတယ်ဒါလည်းတူနာပဲအာနမိုချီကိုထုံးစံအတိုင်းဒီနှစ်ထုပ်တည်းကနေပြီးတစ်ထုပ်ရွေးခိုင်းလိုက်ပါတယ်ဒါလားကျန်တဲ့ထုတ်လေးတွေကတော့တင်ထားလိုက်မယ်တကယ်လို့ကျွေးစေချင်တဲ့အယောင်လေးရှိရင်လည်း comment မှာရေးခဲ့လို့ရပါတယ်ပြီးတော့ဂျားထဲမှာအကြာကြီးပျောက်သွားတဲ့အကြောင်းရင်းကလည်းဟို assignment တွေအများများနေလို့ပေါ့နော်အခုလည်းများနေသေးပဲဒါပေမဲ့မိုချီကိုလွမ်းနေကြပြီဆိုလို့မျက်နှာလေးလာပြတာပေါ့နော်ဒါတော့ခဏတော့မိုချီရွေးထားတဲ့ဟာလေးပေါ့နော်သူကတော့အရင်နည်းနည်းကျဲတယ်အဲ့ဒါကိုမှအသားမြင်လေးနဲ့ပြီးတော့ဘေးကနေနည်းပပအစားပလာပါညာပေါ့နော်ထည့်ပေးလိုက်ပါတယ်ပြီးသွားရင်တော့စားလို့ရပြီအစတော့စားနေနဲ့မနေ့က DIY ကနေဝယ်လာတဲ့ blind box တေးသေးလေးဖောက်ပြမလို့ပဲဒါပေမဲ့ဗီဒီယိုကအရန်ရှည်သွားပြီဆိုတော့နောက်ထပ်အပိုင်းနှစ်မှာဆက်ပြီးတော့စောင့်ကြည့်ပေးပါအားလုံးကျေးဇူးအများကြီးတင်ပါတယ်တတာ